အားလုံးပဲမင်္ဂလာပါရှင်မရေရာသောခရီး Unsettled Journey Podcast ကနေကြိုဆိုပါရစေ Unsettled Journey Podcast ကိုမွေးငါ Hub ဆိုတဲ့အဖွဲ့ကနေစီစဉ်တင်ဆက်တာဖြစ်ပါတယ်ဒီ podcast ကိုစီစဉ်တင်ဆက်ရတဲ့အဓိကအကြောင်းရင်းကတော့ဒီတခြားနိုင်ငံမှာခိုလုံခွင့်တောင်းခံသူတွေနိုင်ငံရေးကြောင့်ဒါမှမဟုတ်တခြားသောအကြောင်းအရာအမျိုးမျိုးကြောင့်ခိုလုံခွင့်တောင်းခံနေထိုင်သူတနည်းအားဖြင့် refugee asylum seeker ဒီလိုမျိုးခိုလုံခွင့်တောင်းခံနေထိုင်သူတွေရဲ့ဖြတ်တန်းလာတဲ့ခရီးသူတို့ရဲ့အောင်မြင်မှုတွေဒါမှမဟုတ်လို့ရှိရင်လည်းစိန်ခေါ်မှုတွေဒါတွေအကုန်လုံးနားလည်ပြီးတော့မြန်မာ community အချင်းချင်းကြားမှာစီးလုံးမှုပုံမူရရှိပြီးခွဲခြားဆက်ဆံမှုတွေရောနှဲဖို့ရည်ရွယ်ပြီးဒီစီစဉ်လေးကိုတင်ဆက်တာဖြစ်ပါတယ်အစီအစဉ်မစတင်ခင်မှာကျမတို့နေထိုင်ပြီးအလုပ်လုပ်နေကြတဲ့နယ်မြေတွေရဲ့မူလပိုင်ရှင်တွေဖြစ်ကြတဲ့ဌာနေတိုင်းသားများအားလုံးကိုလေးစားစွာအတိအမှတ်ပြုကြောင်းပြောလိုပါတယ်ဒီတစ်ပတ်တော့ပြည်သူအချစ်တော်လည်းဖြစ်တော်လန်အမှုပညာရှင်တယောက်လည်းဖြစ်တဲ့တရုတ်ဆောင်ကိုတောင်းကိုဖိတ်ခေါ်ထားပါတယ်ကိုတောင်းနဲ့ဘာတွေဆွေးနွေးဖြစ်ခဲ့တယ်ဆိုတာနားဆင်ပေးကြပါအောင်ရှင်ဒီကမမေးခင်မှာကိုတောင်းဒီစီစဉ်ကိုဘာလို့လာလဲဆိုတဲ့အကြောင်းလေးပြောပြလို့ရမလားရှင်ဟုတ်ကဲ့ကျွန်တော်တရုတ်ဆောင်တောင်းပါဘာလို့မင်္ဂလာပါဒီစီစဉ်ကိုဘာလို့လာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီကိုအောင်လို့စပြောတဲ့အချိန်မှာပေါ့နော်စပြောတဲ့အချိန်မှာကျွန်တော်သိသလောက်ပေါ့ကျွန်တော်တွေးမိသလောက်ဒီဒါနဲ့ပတ်သက်ပြီးပြောချင်တဲ့အကြောင်းအရာတော့ရွေးချယ်ပါတယ်ကျွန်တော်တို့ဒီအာနာသိန်းကာလမှာဒီလိုနိုင်ငံမဲ့သွားတဲ့လူတွေအများကြီးပဲလေနော်နိုင်ငံမဲ့ပြီးရွှေ့ပြောင်း refugee တွေဆိုတာအများကြီးပဲလေကျွန်တော်ပါဘူးပေါ့နော်ဆိုတော့အလုံးရဲ့ခံစားချက်တွေရှိတယ်ဒါပေမဲ့အဲ့ဒါတွေက public တွေကိုရောက်တဲ့လောက်ရောက်တာလည်းရှိတယ်လို့မရောက်မိတဲ့ information တွေလည်းအများကြီးရှိတယ်ဆိုတော့ကျွန်တော်က information ဆိုတဲ့နေရာမှာကျွန်တော်နဲ့ပတ်သက်တဲ့ကျွန်တော်တွေ့ကြုံရတာပဲကျွန်တော်ပြောပြမှာပေါ့နော်ဒီကအားလုံးကြုံတဲ့အရာတွေတူချင်မှလည်းတူလိမ့်မယ်ညီချင်မှလည်းညီလိမ့်မယ်တန်းတူဖြစ်ချင်မှဖြစ်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တွေ့ကြုံသလောက်ကျွန်တော်သိသလောက်အရာကိုတော့ကျွန်တော်ပြောပြပါမယ်ဟုတ်အဲ့ဒါကြောင့်ဒီအရာလေးကိုပြောချင်လို့ join တာကျေးဇူးပါကိုတောင်းဟုတ်ပြီကိုတောင်းရေကိုတောင်းဒီကိုမလာခင်ကထိုင်းမှာဘယ်လောက်ကြာနေခဲ့တယ်မသိဘူးကျွန်တော်9နှစ်နီးပါးရှိပြီပေါ့ကျွန်တော်ကကိုဗစ်ကာလထဲမှာထိုင်းရောက်ရပါတော့ဒီဇင်ဘာလမှာ2020ဒီဇင်ဘာလမှာကိုဗစ်ကာလထိုင်းမှာတော့ first wave မစသေးဘူးဟုတ်ကဲ့ထိုင်းမှာ quarantine လုပ်နေကြတယ်ပြေချာ queue ဆိုင်နေကြတဲ့ကာလပေါ့နော်ဒါပေမဲ့ကျွန်တော်ရောက်ပြီးသိမကြတဲ့ကာလမှာထိုင်းမှာ first wave စတယ်ဆိုတော့ကျွန်တော်ကြောင့် first wave ဖြစ်တာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော် quarantine ဝင်နေတဲ့ကာလမှာပဲထိုင်းမှာကိုဗစ်လူနာစတွေ့ပြီဆိုတော့အခြေအနေနဲ့ရှုပ်ထွေးနေအောင်နော်သူတို့ကတစ်ခုဖြစ်ပြီဆိုရင်မြန်မာကိုလည်းညှို့ထုတ်တတ်တဲ့မြန်မာလူသမားတွေလည်းညှို့ထုတ်တတ်တဲ့ပြဿနာရှိတော့မြန်မာအနေနဲ့စတယ်ဆိုတော့မြန်မာလူသမားကနေပြီးစပြီးပြန်လာပြီဆိုတော့တရင်ကြားရတယ်အဲ့ဒီအတွက်ကျွန်တော် PBS မှာတိုင်း PBS မှာဒီမြန်မာလူသမားရေးနဲ့ပတ်သက်ပြီးအဲတုန်းကလည်းပြောပြတယ်ဆိုတော့မမှတ်ရအောင်နော်ဟုတ်ကဲ့ဆိုတော့အဲ့ဒါကာနာသိန်းကာလမဟုတ်သေးဘူးဟုတ်တယ်ဆိုတော့ကျွန်တော်အဲ့2020မှာကျွန်တော်စရောက်ဖြစ်တယ်သူတို့ပြကျွန်တော် series ရိုက်ဖို့ time series ရိုက်ဖို့အတွက်ကျွန်တော်ရောက်ခဲ့ရအောင်ဟုတ်ကဲ့အဲ့တော့အခုဒီဇင်ဘာရောက်ပြီးကုတ်က February မှာဟုတ်တယ်ဆိုတော့အခုအဲ့ဒီဖြစ်ချင်းမှာအခုဘယ်လိုမျိုးစိတ်တွေခံစားပြီးတော့ဒီမှာရောက်တာမှမကြသေးဘူးစမ်းစင်ပုံမစင်နေအခုဖြစ်တာဆိုတော့အဲ့တော့ခံစားချက်တွေရှင်းပြပေးပါဦးဖြစ်ချင်းကတော့ဒီတာကကျွန်တော်ရောက်လာတယ်ဆိုတဲ့သတင်းကြီးရတာနော်စစ်တပ်ကရောက်လာတယ်။ဘာလို့ဆိုတော့ကျွန်တော်လိပ်စာနဲ့ပတ်သက်ပြီးသူတို့ဘယ်လိုတည်ထားတယ်တော့မသိဘူးပဲ။ရောက်လာဆိုတဲ့သတင်းကိုလည်းကြားတယ်နော်။ဆိုတော့အဲ့သတင်းမကြားခင်မှာကဒီလိုဆို line ပြောက်တဲ့ line မရှိတဲ့ပြဿနာကိုရင်ကြုံတာ။ဘာဖြစ်လို့လဲကျွန်တော်က Facebook ကိုသိအများကြီးမကြည့်မိဘူး။သိ Facebook timeline ကိုသိမကြည့်ဘူး။ဆိုတော့သိမကြည့်လို့ဆိုတော့အဲ့တုန်းကကျွန်တော်ပို့ဆိုးတယ်ကျွန်တော်ဈေးကိုဆင်းပြီးတော့ကျွန်တော်က January 25လောက်မှာကျွန်တော်ဈေးကိုဆင်းတယ်ကျွန်တော် bike ခွဲထားတော့ဈေးကိုဆင်းပြီးတော့ဒီ
အဲ့မှာတချို့သတင်းတက်လာတယ်ဗောနော်ဒီစစ်တပ်ကဒီကောပေါ်နဲ့ပတ်သက်ပြီးမသက်မာမှုတွေလုပ်တယ်ပါညာဆိုပြီးပြောတဲ့ဟာကျွန်တော်ကိုယ်တိုင်ကျွန်တော်ထင်တယ်တရက်နေ့မှာအာဏာသိမ်းတယ်ဆိုရင်အဲ့ဒီ30ရက်နေ့လား31ရက်နေ့လားမသိဘူးကျွန်တော် page မှာတော့ရှိတယ်ကျွန်တော်လက်တန်းလေးကျွန်တော်လက်တန်းမင်းတော့မပြည့်သေးတဲ့လက်တန်းလေးကိုကျွန်တော်ဓာတ်ပုံရိုက်ပြီးတော့မှဒီကောင်တွေကိုပြောစီရအောင်နော်ဘယ်နဲ့ကြောင့်ဟိုမသက်မာမှုဖြစ်ရမှာလားငါတို့ကိုယ်တိုင်မဲပေးတာလားငါတို့ပြည်ပြီးတာဆိုပြီးတော့ဟိုဘာညာကျွန်တော်စာရေးပြီးတင်လိုက်တယ်တင်ပြီးနောက်နေ့မှာအာဏာသိမ်းတာဖြစ်တာပါဆိုတော့အဲ့ဒါမမှတ်ရရပဲဆိုတော့အဲ့တော့ဟိုစိတ်ထဲမှာအာဏာသိမ်းမယ်လို့မထင်ဘူးဒါပေမဲ့ဒီကောင်းလေးဒီလမ်းကိုစရတဲ့ဟာဘာကြောင့်ဟိုဒီလိုမျိုးတွေပြောလဲဆိုတဲ့အရာပေါ်မှာနိုင်ငံရေးရသူတို့ဒီဖွဲ့စည်းပုံအခြေခံမှုတွေပါအဲ့ဒါတွေပဲကျွန်တော်တွေးတာပေါ့နော်ဒါပေမဲ့အာဏာသိမ်းမယ်လို့မထင်ဘူးဒါပေမဲ့အဲ့ဒီမနေ့မှာပဲဆက်သွယ်မရကြတော့အရင်ရန်ကုန်လူတွေကိုဆက်သွယ်မရကြတော့ကျွန်တော်နည်းနည်းအဲ့ဒီမှာဖြစ်တာပေါ့နော်ဖြစ်ပြီးတော့တိတ်မကြဘူးကျွန်တော်တိုင်းကဒီမြန်မာလူသမားရေးနဲ့ပတ်သက်ပြီးတော့ဟိုလုပ်တဲ့ညီမလေးရရှိတယ်ဆိုတော့သူကပြောတော့မှဟာတာတွေ timeline တွေ Facebook timeline တွေ Facebook timeline တွေပေါ်မှာဖြစ်နေပြီဆိုတော့ Facebook ဖန်တဲ့တရင်တွေချိုးကတွေ့လိုက်ရပြီတွေ့လိုက်ရတော့ကျွန်တော်ချက်ချင်းပဲဟိုတန်းခွက်တဲ့ခါတွေကျွန်တော်တို့ပြည်သူတယောက်နေတယ်လုံစင်အောင် page ကနေညစလောက်တာဟုတ်ပြီကျွန်တော်ပြည်တွင်းမှာရှင်းတော့လဲကျွန်တော်ကိုယ်တိုင်လဲဒီအနာပြန်မပြန်ပြေးနေရမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးချိန်နေနဲ့ကျွန်တော်ဖြတ်သန်းခဲ့တာပါပဲဒီကြတော့အဲ့အချိန်မှာကျွန်တော်တို့ကဟိုဇဝေစွာဖြစ်တာကျွန်တော်ဒီဘက်မှာလို့ကျွန်တော်အဲ့အချိန်မှာကျွန်တော်စိတ်ကိုရင်ဦးဆုံးဖြစ်တာကျွန်တော်ကိုပြည်ကိုနိုင်ငံပြန်ချင်တာကျွန်တော်ကဘယ်လိုဖြစ်သွားလဲဆိုတော့ငါနိုင်ငံကပြန်ရမှာတော့မလားဆိုတဲ့စိတ်ခံတွေ့အရင်ဖြစ်တာအဲ့တော့မပြန်ဘူးဆိုတဲ့စိတ်ပြန်ချင်တာပြန်ပြီးရင်ဆိုင်ချင်တာဟုတ်လားဒါပေမဲ့အဲ့ကိုနိုင်ငံထဲမှာပဲနေပြီးတော့မှဒီဟာကိုရင်ဆိုင်ဖြတ်သန်းချင်တဲ့စိတ်ကအရင်စဖြစ်တာဒါပေမဲ့လုံးဝကျွန်တော်တို့ကဟိုစမပြေခဲ့ဘူးကျွန်တော်ပြန်ဖို့လည်းပုံစံမျိုးစုံနဲ့ online ကနေရောထပ်လိုင်းကနေရောကြိုးစားဖို့လည်းစမပြေဘူးအားလုံးတားကြတယ်ပေါ့နော်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်း time မှာစာကြိုးနဲ့ဇလန်းစာရိုက်နေတာဆိုတော့အဲ့လိုချင်းနေနေပဲအများကြီးတော့မပြောတော့ဘူးအဲ့လိုချင်းနေနေပဲကျွန်တော်ဖြတ်သန်းခဲ့တာပါပဲဖြတ်သန်းတော့အဲ့ time မှာကိုမြန်မာနိုင်ငံရင်းနဲ့ပတ်သက်ပြီးအစပိုင်းတော့လို့ပေါ့နော်ကိုယ့်ရဲ့ page ကနေ share ရတယ်ပါရင်ဇနာထုတ်ပေါ်တာရှိတယ်ပြီးတော့ buy ထပ်ပြီးလုပ်ဖြစ်တယ်ကျွန်တော် time မှာပြည်သူနဲ့တူဇနာပြတ်တယ်ဆိုတော့ကျွန်တော်လုံနိုင်တဲ့အားမှန်များအဲ့ချိန်မှာဘာလုံနိုင်လဲဘာလုံနိုင်လဲပေါ့နော်ဘယ်သူနဲ့ချိတ်ဆက်ပြီးငါဘာလုံရမလဲဆိုတဲ့အရာတွေအားလုံးမှန်မှန်အကုန်လုပ်တယ်ဆိုတော့ဒီ online အရာစုတွေထဲမှာဘယ်သူတွေကစပြီးတော့လုပ်နေပြီလဲအဲ့လိုနဲ့ချိတ်ဆက်ပြီးတော့ဒီဘက်ကနေဘာတွေလုပ်ရမလဲပြီးတော့အဲ့ဒါကြောင့်လည်းကျွန်တော်ပြန်လာခြင်းနဲ့စိတ်ဖြစ်လာတယ်နော်ကျွန်တော်ဒီဘက်ကနေဘာမှလုပ်ပြီးလို့ရမနေဆိုတော့အဲ့ဒါကိုကျွန်တော်စိတ်ထဲမှာ sound guilty ဖြစ်ပြီးတော့ကျွန်တော်တော်တော်အဲ့ဒါကိုဘူးစိတ်ထဲကြာမိတယ်ဒါပေမဲ့ဒီချာပြန်ပြီးတော့ကောင်းရင်းနဲ့စဉ်းစားဖြစ်တော့ဒီခီးကကြာမယ်ခီးကရေရှည်ဖြစ်မယ်ဘာလို့လဲဆိုတော့စစ်တပ်ဆိုတာကျွန်တော်မြန်မာစစ်တပ်ကပုံစိုးတယ်အာဏာသိမ်းပြီးရင်ဘယ်တော့မှအဲ့လိုနဲ့ပြန်မိတတ်တဲ့လူရန်စားတွေမဟုတ်ဘူးလေနော်နှစ်ပေါင်း25နှစ်လောက်ရှင်းပါလေကြာပြီဆိုတော့ဘယ်တော့မှဟိုဒီလိုနဲ့ဟိုဒီအာဏာကိုပြန်ပြီးတော့ခုံမောစတင်တတ်တဲ့လူတွေမဟုတ်ဘူးဆိုတော့သိထားတယ်ဆိုတော့တို့ဘာလို့ဆက်လုပ်ကြမလဲဆိုတော့ကိုပဲစိတ်လျှော်ပြီးကောင်းကြီးနေโอเคရှေ့ဆက်လောက်လာတဲ့နေရာကိုဒီခီးကိုတူတူဆက်သွားရမယ်ဆုံးဖြတ်ချက်ကတော့အဲ့ချိန်မှာချပြတာပေါ့နော်ဟုတ်အဲ့စိတ်ဟောတော့ကျွန်တော်အမှုပညာရှင်တွေပဲပြောမယ်ဆိုတော့အခုဆိုလည်းဟိုလည်းတွေ့နေရပါလေတချို့တွေလည်းအဲ့လိုဆုံးဖြတ်ချက်ချပြီးမှ2020နဲ့23ဒီ25ပိုင်းမှာသူတို့ဆုံးဖြတ်ချက်တွေက360 degree ပြောင်းပြီးဟိုဘက်တွေပါသွားတာပဲပေါ့နော်အဲ့လိုဆိုတော့တခုပဲကျွန်တော် resilience ပေါ့နော်ဟိုဒီဘယ်လိုဒီရွယ်ချက်ကိုခေါင်းထဲမှာအဲ့လိုကြာဘယ်လိုထားနိုင်ဘယ်လိုအားမွေးစေဟုတ်ခုနကကျွန်တော်ပြောတဲ့ဟာပါပဲခီးရကြာမယ်ကြာမယ်ဆိုတော့ကျွန်တော်ထိုင်းရကျွန်တော်မိတ်ဆွေနေတယ်စကားပြောပြီးတော့သူတို့ထိုင်းနေနေအများတော့ဟို10နှစ်လောက်ကြာပြီပေါ့ဗျာသူတို့တွေ့ပေါ့နော်ဒါပေမဲ့ကျွန်တော်တော့လက်မကန်ဘူးအဲ့တော့9နှစ်လောက်မှာသူတို့ရဲ့အဓိကရည်ရွယ်ချက်ကကျွန်တော်အဲ့တော့တွေးမိတာမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်လက်မခံတာပဲရှိတယ်9နှစ်တော့10နှစ်တော့မကြာနိုင်ဘူးဒါပေမဲ့အခုချိန်မှာကျွန်တော်တွေးမိတာတော့သူတို့အဓိကရည်ရွယ်ချက်ကမေစုဆိုးရကိုဟိုမေစုမရှိပဲနဲ့ဟိုမ
မြောက်တကိုင်းလုံးဖြစ်အောင်လုပ်ချင်တဲ့ရွေးချက်ကလည်းနံပါတ်1ပါတယ်ဆိုတော့သူတို့9နှစ်လောက်ကိုတော့တေချာပေါ့ပြူပြတ်တော့လုပ်မှာပေါ့နော်ဆိုတော့အဲ့ဒါကြောင့်လည်းဘယ်သူတွေဘာပြောဘယ်နိုင်ငံကဘာပြောမေစုကိုမထုတ်တာမေစုကိုမလွတ်ပေးတာပေါ့နော်အဓိကရွေးချက်ကတော့မေစုတက်ကြီးသွားပြီတက်ကြီးသွားမယ်ပြီးရင်မေစုရဲ့အစိုးရပြည်သူ့အစိုးရကအကုန်လုံးတစ်ခွဲပြတ်သွားမယ်အဲ့ဒါသူရဲ့နံပါတ်1ရွေးချက်လို့ကျွန်တော်မြင်တယ်ဒီ9နှစ်လောက်မြင်တဲ့အချိန်မှာပေါ့နော်ပြီးရင်နောက်တစ်ခုကသူတို့အစိုးရတက်ကိုသူတို့စာပြီးလို့ဆိုတော့အဲ့အချိန်မှာသူတို့ရဲ့ strategy တွေသူတို့ရဲ့ပုံစံတွေအဲ့ကြရင်မှာအကောင့်ထဲလိုက်ပေါ်ပြီလို့မြင်တယ်ဒါပေမဲ့သူတို့ကအဲ့လိုရည်ရွယ်ခပ်ပါဆိုရင်တကယ်တမ်းသူတို့လုပ်နေရတယ်ဆိုတော့ပြည်သူရဲ့ဒီတောင့်ခံနိုင်စွမ်းနဲ့ပြည်သူရဲ့သူတို့ပေါ်မှာထားတဲ့ဆက်ဆံရေးကသူတို့မျှော်လင့်မထားတဲ့လက်တီးချက်ဖြစ်နေတော့သူတို့အချိုင်တော့ထိသွားတယ်ထိတော့ကြတော့သူတို့အခုကမဲမြာအကုန်လိုက်ပြီးတော့လုပ်နေရတယ်အရာပေါ့နော်ဆိုတော့ဒါပေမဲ့သူတို့ရဲ့ရွေးချက်ကတော့သူတို့မဖြောက်ဘူးမဖြောက်တဲ့အတွက်သူတို့ကဒီမေစုဥဆောင်တဲ့အစိုးရဆိုတဲ့အရာကိုသူတို့တက်နိုင်တဲ့လောက်ဒီနိုင်ငံကနေမရှိအောင်လို့လုပ်ချင်တဲ့ရွေးချက်ပေါ့နော်အကေးများသူတို့မေစုထုတ်ရင်တော့မေစုကတက်80ကျော်နေပြီလေဟုတ်တယ်ဆိုတော့အဲ့ဒါကမေစုရဲ့နိုင်ငံရေးပါဝါကို short ချစင်တာအဲ့တော့9နှစ်လောက်ကိုတော့တေချာပေါ့သူတို့ကဘလို့နီးလဲနဲ့မဆိုတက်ဖြတ်သူတို့လုပ်မှာပြီးမှသူတို့နိုင်ငံတကာ agreement ယူချင်တာဆိုတော့ဒီရုပ်ောက်ပဲသူတို့ရဲ့ဒီခြေလမ်းသူတို့ရဲ့ပုံရိပ်ကိုပို့ပြီးထင်လာမြင်တာဖြစ်စေတယ်ကျွန်တော်အမြင်ရအောင်ပေါ့ဒါကျွန်တော်ရှူတော့တခုတည်းအမှန်တယ်မားတယ်ဆိုတော့မသိဘူးကျွန်တော်နိုင်ငံရေးသမားမဟုတ်တဲ့အတွက်ကျွန်တော်ပြည်သူပြောတယ်ကျွန်တော်မြင်နေရှူတော့ပေါ့နော်ဆိုတော့ okay အဲ့ဒါတပိုင်းပေါ့နော်ဆိုတော့ကျွန်တော်တို့ကအခုချိန်မှာဟိုနောက်တဲ့သူတို့ရဲ့ကျွဲကူးရေးပါဘာတွေရှိလဲဆိုတော့ကျွန်တော်တို့ဘက်ကဒီကွဲလာတဲ့အရာတွေကျွန်တော်ဘက်ကမစီးလုံးတဲ့အရာတွေအဲ့ဒါတွေကတော့သူတို့လုပ်တဲ့ site war တွေသူတို့လုပ်တဲ့ plan တွေထဲမှာ game plan တွေထဲမှာကျွန်တော်တို့ဘက်ကအားနည်းချက်တွေပေါ့နော်ဆိုတော့အားနည်းချက်ကလည်းပြန်တွေးကြည့်ရင်ကျွန်တော်နိုင်ငံထဲမှာမဟုတ်ဘယ်နိုင်ငံမှာဆိုကျွန်တော်တို့မြန်မာပြည်အဲ့လိုဖြစ်နေဆိုတော့ community တစ်ခုကိုဘယ်လိုပုံစံနဲ့ငါတို့ကသွားကြမလဲဆိုတော့ roadmap နိုင်မှာမရှိဘဲနဲ့ဗရမ်းဗလာသွားကြတဲ့စနစ်ကကျွန်တော်တို့ဒေါ်လာနိုင်ထဲမှာလည်းရှိတယ်ဒါကျွန်တော်ရိုးသားဆုံးပြောတာပေါ့နော်အစိုးရကကျွန်တော်တို့ကဘယ်လိုပုံစံနဲ့သွားမလဲဘယ်လိုပုံစံနဲ့ငါပြည်သူနဲ့အစိုးရနဲ့ဘယ်လိုပုံစံနဲ့သွားမလဲဆိုတော့တေချာတိကျဂိုင်မှာမရှိဘဲနဲ့အဲ့လိုဖြစ်နေလို့ဒီလိုတွေသူတွေဆိုတာဖြစ်တယ်လို့ကျွန်တော်မြင်တယ်ဆိုတော့အဲ့ဒါကလည်းဖြစ်လေဖြစ်တာရှိတဲ့အရာပဲဖြစ်နိုင်တဲ့အရာပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ငယ်ငယ်တည်းကသင်ကြားခဲ့ကျွန်တော်ကြည်ပြင်းခဲ့တဲ့သင်ကြားရေးစနစ်ကအဆင့်လိုက်တွေခွဲကြတာတွေအဆင့်တက်နဲ့အဆင့်40အကြောင်းသားချင်းကိုခွဲခြားစတဲ့အရာတွေကပဲအချင်းချင်းမှာဒီလိုဒီဝက်ဘက်စီနေရရှိတာတယ်နော်ဆိုတော့မိသားစုတွေမှာလည်းဒီလိုပဲကျောင်းမှာလည်းဒီလိုပဲဘယ်နေရာမှာဆိုကျွန်တော်တို့လူဖွဲ့စီအဲ့လိုမျိုးဖြတ်တန်းကြတာဆိုတော့အဲ့ဒါတွေကပဲကျွန်တော်တို့ရဲ့ဒီအားနည်းချက်တစ်ခုလို့ဖြစ်ပြီးသူတို့ကလည်းစစ်တပ်ကလည်းအဲ့အားနည်းချက်အရင်နဲ့ခိုင်မာတိဆောက်ပြီးသူတို့အုပ်ချုပ်ဖို့အတွက်ဒီလိုနဲ့ပဲသူတို့ကသူ့ဖွဲ့ရင်းနဲ့အုပ်ချုပ်လာခဲ့ကြတာပေါ့နော်တိုင်းသားတွေနဲ့ကျွန်တော်တို့အလဲပိုင်းအလဲကအညာဒေသဗမာလူမျိုးတွေနဲ့သူ့ခွဲမယ်တိုင်းသားချင်းမှာလည်းသူ့ခွဲမယ်ကရင်ထဲမှာတော့ကရင်မျိုးစုံကိုသူ့ခွဲမယ်ရှမ်းဆိုလည်းရှမ်းမျိုးစုံသူ့ခွဲမယ်တိုင်းသားမျိုးစုံလည်းအဲ့လိုသူ့ခွဲပြီးတော့သူတို့ကအုပ်ချုပ်လာခဲ့ကြတယ်လူရန်သားဆိုတော့ဒါဘာမှမတူစားဘူးပေါ့နော်မတူစားဆိုတော့ကျွန်တော်တို့ကအဲ့မတူညီမှုကိုပဲလက်ခံပြီးတော့ဆက်ပြီးအနာရှင်ကိုတော်လှန်ဖို့ပဲလုပ်မယ်လို့ကျွန်တော်မြင်တယ်မတူညီတာကိုရန်သူလို့မမြင်မဲနဲ့ငါတို့ဘယ်လမ်းကိုသွားနေလဲအဲ့သွားတဲ့လမ်းမှာမတူညီမှုကိုလက်ခံပြီးတော့အတူတူရှေ့ဆက်နိုင်တော့အကုန်စင်ချင်းဟုတ်ခုနကကိုတောင်ပြောသွားတဲ့အထက်မှာဒီအချင်းချင်းမညီညွတ်တာကနေပြီးတော့ကွဲထွက်ကြတယ်ပေါ့နော်အခုဒီ recent နေ့ဖြစ်တဲ့သူတို့ရဲ့ရွေးကောက်ပွဲအတွက်ဝိုင်းကြီးညာပေးရဲ့အမှုပညာရှင်တွေအဲ့အရန်ပွဲပဲလीနော်ဆိုတော့အဲ့ဒီအပေါ်မှာလဲအလဲကနေပြီးတော့ကြည့်ရဆိုလို့ရှိရင်ဥပမာသူတို့တွေလည်းသူတို့ရဲ့လုံခြုံရေးအတွက်နောက်ထပ်အဖမ်းမခံရရေးအတွက်ဒါတွေလောက်ရပဲဆိုပြီးတော့နားလည်ပေးရလူတွေလည်းရှိရပေါ့နော်သူတွေကအရန်ကြောက်ကြရလို့မိုးတယောက်တည်းအနေနဲ့မြင်တယ်ပေါ့နော်ကိုဘေးနာတငယ်ချင်းတွေရောနောက်ပြီးတော့အမှုပညာရှင်တွေမှမဟုတ်ဘူးလေအိမ်ကအဖေအမေရောသူတို့ရှာထားတာတွေသူတို့အိမ်နေဖန်ခံရမှကြောက်တယ်ကိုပိုင်လုံခြုံရေးအတွက်ကြောက်ကြရပေါ့နော်ဆိုတော့
boycott လုပ်လိုက်ပါလားဆိုလုပ်လိုက်ရမယ်ဆိုပြီးတော့ပြောဖို့လဲတချို့အချိန်တွေမှာခက်မလားပေါ့နော်အဲ့လိုမျိုးစဉ်းစားမိရဲ့ကိုတောင်းရဲ့အမြင်လေးနဲ့သိချင်ပါတယ်ဟုတ်ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်အမြင်ကတော့ကျွန်တော်ရိုးပဲတွေးတတ်တယ်ဆိုတော့ကျွန်တော်အမြင်က educated ဖြစ်ချင်မှလည်းဖြစ်မယ်မဖြစ်ချင်လည်းမဖြစ်ဘူးဒါပေမဲ့ကျွန်တော်ပြည်သူတယောက်အမြင်အနေနဲ့ဆိုရင်ကျွန်တော်တို့ကမျက်စိတစ်စုံကြည့်ဖို့တော့လိုမယ်လို့ထင်တယ်ဆိုတော့ကျွန်တော်အဲ့ဒီတွေးခေါ်ကိုကျွန်တော်ယုံကြည်တယ်ကျွန်တော်တခါကျရင်အရှိမမြင်တဲ့အရာတစ်ခုပဲအမှန်မှားခွဲကြတာတဲ့ဒီဟာကရှေ့ကြရင်မှားနိုင်တာလားဒီဟာကရှေ့ကြရင်မှန်နိုင်လားဆိုတော့ကျွန်တော်တို့တွေးရမှာပေါ့နော်ဆိုတော့အခုကျွန်တော်အဲ့ဒီလူပညာသမားတွေအခုလိုအသုံးချခံရတဲ့အရာကိုကျွန်တော်လက်ရှိမြင်လာတာပေါ့နော်လက်ရှိကျွန်တော်မြင်တဲ့မြင်အဲ့ဒါကကျွန်တော်တို့တော်လန်နေတဲ့အဖြေလို့ကျွန်တော်တို့ကျွန်တော်ပြောချင်တာသူတို့အသုံးချခံရတဲ့သူတွေပေါ့နော်ဒီလူပညာသမားတွေရောပြီးတော့ပြည်တွင်းမှာရှိတဲ့ပြည်သူတွေအဲ့ဒါကကျွန်တော်တို့တော်လန်နေရတဲ့အကြောင်းရင်းပဲဘာဖြစ်လို့လဲဆိုတော့သူတို့ခိုင်းတာလုံနေရတယ်ကြိတ်ဗျာဒီမိုကရေစီဆိုရဆိုရင်သူတို့လုပ်ချင်လုပ်လို့ရတယ်မလုပ်ချင်လည်းဘာမှမဖြစ်ဘူးဒီဟာကိုသူတို့ request လုပ်မယ်ဗျာထားပါတော့ရွေးကောက်ပွဲအတွက်သူတို့ကိုမဲဆွယ်ဖို့ပါဝင်ပေးဖို့ request လုပ်ရင်လုပ်မယ်ဆိုရအနေနဲ့ဒါပေမဲ့ဂိတ်ကျွန်တော်ကအာဏာရှင်ဆိုရမဟုတ်ဘဲဒီမိုကရေစီဆိုရတာဆိုရင်ပြန်တွေးကြည့်ရင်ဗျာငါတို့မလို့ချင်ဘူးငါတို့ဘုံမပါဘူးဆိုလို့လေဘာမှမဖြစ်ဘူးသူတို့ဘယ်သူမှဘာမှသူတို့မှကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်ဆိုတော့အဲ့ရွေးချယ်ခွင့်တွေပျောက်ဆုံးနေတာကအဲ့ရအောင်မြင်အဲ့ပြရုပ်ကြီးကထင်းထင်းမြင်တယ်ဗျာကျွန်တော်တို့အဲ့ဒါကြောင့်တော်လန်နေတာကျွန်တော်တို့အဲ့ဒါကြောင့်အာဏာရှင်ဆိုတဲ့အရာကိုတော်လန်နေတာအာဏာရှင်ကိုကျွန်တော်လက်မခံနိုင်တာသူတို့ဘယ်လောက်ပဲပုံစံပြောင်းသူတို့ဘယ်လောက်ပဲအရင်ကုန်ပြောင်းသူတို့ရဲ့အကျင့်ဆက်ကဒါပဲသူတို့ကရွေးချယ်ခွင့်မရှိဘူးမင်းတို့ငါတို့ခိုင်းတဲ့အတိုင်းလုပ်ရမယ်အဲ့တော့ကျွန်တော်တို့အဲ့ဒါကကျွန်တော်တို့အတွက်အာဏာရှင်ကိုတော်လှန်ရမယ်အဖြေလို့ဒီသူ message ပေးခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့အခုချင်းချောက်ခံရပြီးတော့ဒီလိုတွေလုပ်ပါတယ်နော်အကြောက်တရားတွေပါတယ်ခဏပေးဖယ်ထားလိုက်သူတို့မှဘာရွေးချယ်ခွင့်မှမရှိဘူးဒါကြောင့်ကိုကျွန်တော်တို့တော်လှန်ဒါကြောင့်အာဏာရှင်လို့ခေါင်းစဉ်တက်တာဒါကြောင့်ကိုကျွန်တော်တို့ကဥထတီရက်တီပြီးတော့တော်လှန်နေရတာလို့ပြောခြင်းတယ်ဆိုတော့သူတို့အဲ့လိုမျိုးအခြေအနေနဲ့ဒါအစပဲရှိသေးတယ်ပေါ့နော်သူတို့အဲ့လိုမျိုးအခြေအနေနဲ့သူတို့အာဏာရှင်လက်အောက်မှာရှိနေတယ်သူတို့ဖြတ်တန်းရမှာဒီတက်ဆိုးတဲ့အခြေအနေနဲ့ဖြတ်တန်းရမယ်နောက်ဆိုရင်မရိုက်ချင်တဲ့ policy ကားတွေရိုက်ရမယ်ဒီတက်ဆိုးတဲ့ဒီတက်ချင်းချောက်ခံရတဲ့အခြေအနေနဲ့ပဲသူတို့ကတောက်လျှောက်ဖြတ်တန်းခဲ့ရမှာဆိုတော့အဲ့ဒါသူတို့ရွေးချယ်မှုပေါ့နော်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီအရာကိုလက်မခံနိုင်လို့တော်လာနေတာတော်လန်ပြီးတော့သူတို့လက်အောက်မှာမနေဘဲနဲ့ကျွန်တော်တို့ကကိုယ်နိုင်ငံမဟုတ်တဲ့တခြားနေရာတွေမှာရက်တီရှင်တဲ့ဖြတ်တန်းနေရတယ်နော်ကျွန်တော်တို့ကလွယ်ကူနေတဲ့အလုပ်လွယ်လေးအာဏာရှင်လောက်ကလွတ်ပြုတ်ဆိုပြီးကျွန်တော်လွယ်လေးဒီမှာရှင်းတန်းလို့ရတာမဟုတ်ကျွန်တော်တို့အရာအလုံးပြစ်ချထားခဲ့ရတာဆိုတော့အဲ့ဒါကပြည်သူတွေလွတ်လပ်ခွင့်ရှိလားမလွတ်လပ်ခွင့်မရှိဘူးလားဆိုတော့အဖြေပဲနော်သူတို့အခုဒီဟာတကယ်တမ်းပြောရရင်ဒါကြားပြန်စနစ်ပဲဗျာသိလားပြည်သူတွေကိုဥပညာသမားတွေထုတ်ပြပြီးတော့မှလှုပ်ရှားတဲ့လိမ်ညာမဲ့ကြားပြန်လောက်ကွက်အကွက်ဗျာပြောရရင်တော့ဒါရှင်းလေးပဲဆိုတော့ကြားပြည်သူကြားပြပြန်လဲအဲ့လိုပဲအင်္ဂလိပ်တွေခေါ်ကျန်တဲ့နိုင်ငံတကာလူတွေခေါ်ပြီးတော့မှအဲ့လိုမျိုးချင်းချောက်ပြီးတော့မှရှေ့ထွက်ပြီးတော့မှလိမ်ညာခိုင်းတာပဲနော်ဒါကြားပြန်ရတကယ်လို့ဆိုတော့အခုလေသူတို့ကကြားပြန်လောက်အဆင့်တန်းပဲရှိတဲ့အစိုးရဆိုတာကိုပြည်သူတွေမြင်ရပြီဒါပဲကျွန်တော်မြင်ရတော့အခုနားဆင်နေရတော့ Unsettled Journey မရေရာသောခရီးဆိုတဲ့ podcast အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်မှာမြန်မာနိုင်ငံကနေရွှေ့ပြောင်းနေထိုင်သူတခြားနိုင်ငံတွေမှာခိုလုံခွင့်တောင်းခံနေထိုင်သူတွေရဲ့ဘဝတစ်စိတ်တစ်ပိုင်းကိုကြားရမှာဖြစ်ပါတယ်အခု2020ဒီဇင်ဘာလို့အခုပြောလိုက်တယ်လေဟုတ်တော့အခုဆိုရင်2025ဒီဇင်ဘာ9နှစ်ပြည့်ဟုတ်တယ်အဲ့တော့အခုကြုံတွေ့ရတဲ့အခက်အခဲတွေမှာဘယ်လိုမျိုးအခက်အခဲဆုံးလည်းမှာအခက်အခဲဖြစ်နေတယ်ဆိုတော့လည်းပြောလို့ရမှာအဲ့တော့ဘယ်လိုကြော်ဖြတ်နေရလဲဆိုတော့အခက်အခဲကတော့ဘယ်လောက်ပဲအာဏာရှင်လောက်မှနေပြီးတော့ကျွန်တော်တို့ကတခြားနိုင်ငံမှာနေကျွန်တော်တို့ right တွေအဆုံးရှုံးနေရမယ်သူစပြည့်နိုင်ငံသားဆို right ပါနော်ကျွန်တော်တို့ကနိုင်ငံသားမဟုတ်တော့တဲ့လူတယောက်နဲ့ဖြတ်တန်းရတာခြားနိုင်ငံသွားတာပဲဖြစ်ဖြစ်ထိုင်းမှာပဲနေတာဖြစ်ဖြစ်အချိန်တိုင်းတော့ကြောက်နေရတယ်သူစပြည့်က Time policy ဆိုတာချိန်တိုင်းပြောင်းလဲနေရပါလေနော်ဥပမာဗျာကျွန်တော်တို့ refugee တွေကိုထိုင်းမှာလက်မခံတော့ဘူးဆိုရင်ကျွန်တော်ကပြေးရမှာပဲပြန်ရမှာပဲတခြားနိုင်ငံအသစ်တစ်ခုမှထွက်ပြီးတော့ကျွန်တော်တို့ကလောက်ကင်စားတော့ရမှာပဲအဲ့ကြရင်လေအဲ့နိုင်ငံကလည်းဒီ
ခုမှအခုအမေရိကလို့ပေါ့နော်ဒီစာအုပ်တွေကိုအသက်ဝင်မပေးတော့ဘူးပြန်ပြီးတော့ဟောဖြစ်ပြီဆိုရင်ကျွန်တော်တို့ကပလိန်ဘယ်ပြီးသွားမှမသိတဲ့ဟိုနိုင်ငံပြောက်တဲ့လူတယောက်အနေနဲ့ဖြစ်သွားမှာရုပ်ကြီးဖြစ်သွားမှာပေါ့နော်ဆိုတော့အဲ့ဒါအခုလက်ရှိကျွန်တော်တို့ကြုံတွေ့နေရတဲ့စိုးရိမ်နေကျွန်တော်စိုးရိမ်နေတဲ့ဒါခိုက်တယ်အဲ့တော့ကလည်းဘယ်လိုမျိုးစိုးရိမ်ရလဲအဲ့တော့ကျတော့ကျွန်တော်မြန်မာစာအုပ်ကင်တာကျွန်တော်မြန်မာစာအုပ်ဗီဇာဘောပါမက်ကဟိုကန်ကောင်းလို့တာပေါ့နော်ထိုင်းကကျွန်တော်မိတ်ဆွေ producer production တွေကဟိုဗီဇာကိုအသက်ရှင်အောင်စူးစမ်းပြီးလုပ်ပေးနေတယ်ကျွန်တော်အဲ့တရားဝင်လေးနေခွင့်ရနေတာလေကျွန်တော်တို့ကန်ကောင်းနေတဲ့အားလေးတခုပဲအဲ့ဒါနဲ့ပဲကျွန်တော်နောက်ထပ် series တွေကျွန်တော်ဆက်ပြီးတော့ဟိုတခြားနိုင်ငံမှာရှင်သန်လို့ရအောင်လို့ဟိုတရားဝင်ဖြစ်ဖို့အတွက်ဟိုထပ်ပြီးစူးစမ်းနေတယ်ကျွန်တော်လိုမျိုးစူးစမ်းနေတဲ့တရားဝင်ဖြစ်သေးတဲ့အမှုပညာသမားတွေအများကြီးပဲဟိုသူတို့တွေသာဖြစ်သွားရင်ကျွန်တော်တို့အများကြီးတည်းကိုလုပ်လို့ရမယ်ကျွန်တော်ဒီတက်ကိုပြီးတော့ဒူးရှိတဲ့လုပ်တွေအများကြီးလုပ်လို့ရပါတော့ဆိုတော့ဒါကျွန်တော်တယောက်တည်းဆိုတာတဲ့အားလုံးကျွန်တော်တို့ကအားလုံးဒီဘက်ကိုနိုင်ငံမှာအာဏာရှင်လောက်မှမနေဘဲနဲ့စွန့်ခွာနေကြအမှုပညာသမားတွေရောလူငယ်တွေရောလူကြီးတွေရောအကုန်လုံးရဲ့အခက်အခဲတွေဆိုတော့ရဲမြင်ကြောက်နေရတဲ့ဟာတွေကဒါအဲ့တုန်းတွေကနေစခဲ့တာပေါ့နော်ဟုတ်အခုဘယ်လိုမျိုးဒီ9နှစ်ကာလမှာကုတ်ဖြစ်ကိုအခုဆိုရင်ဒီမျိုးစုံနဲ့တော်လိုင်းနေမှာကိုအမှုပညာဒီမျိုးစုံနဲ့ဟိုလုပ်နေရတယ်တွေ့ရတယ်လေဆိုတော့အဲ့လိုမျိုး idea အတက်တွေဖြစ်အောင်လို့ဟိုလုပ်ဆရာနီလန်မျိုးစုံတွေဖြစ်နိုင်အောင်လို့ကိုဘယ်လိုစိတ်မွေးလဲဟုတ်ဒီတော်လိုင်းကိုဆက်ပြီးသွားနိုင်အောင်လို့ကိုဘယ်လို never give up never give in ဘယ်လိုမျိုးတော့ဖြစ်လဲမသိဘူးကျွန်တော်တို့အခက်ခဲရပဲကျွန်တော်တို့သင်ပေးရလို့ပြောရမယ်ကျွန်တော်ဒီမကောက်ဘူးနော်အခုလက်ရှိမှာဒီဒေါ်လာရင်းကြောင့်ဖြတ်သန်းနေကြတဲ့လူတိုင်းကနီလန်ပေါင်းစုံနဲ့ကိုရက်တီရှင်တန်ကြီးကိုရောဒီပြည်စည်းနဲ့တူရက်တီဖို့ရောအာနာရှင်ဒေါ်လာနဲ့ကိစ္စတော့နီလန်ပေါင်းစုံနဲ့ကျွန်တော်တို့တွေတွေးပြီးတော့ဘယ်နီလန်နဲ့လုပ်လို့ရမလဲဘယ်နီလန်နဲ့ပတ်စံရှာလို့ရမလဲဘယ်နီလန်နဲ့ထောက်ပံ့လို့ရမလဲဘယ်နီလန်နဲ့ဒေါ်လာပြလို့ရမလဲဘယ်နီလန်နဲ့ငါတို့အောင်မြင်နေဆိုတော့တက်တည်ပြလို့ရမလဲဆိုတော့ကျွန်တော်တယောက်တည်းမဟုတ်ပဲねကျန်တဲ့လူတိုင်းပေါ့နော်အခုလက်ရှိဒီဘက်မှာပါတဲ့အမှုပညာကျွန်တော်ကအမှုပညာလုပ်လို့အမှုပညာသမားတွေပဲကောင်းတဲ့တက်ပြီးပြောတာပါကျန်တဲ့လူငယ်တွေရောအကုန်လုံးကနီလန်ပေါင်းစုံနဲ့လုပ်နေတာနီလန်ပေါင်းစုံနဲ့ထိုင်းမှာနေထိုင်နေကြတယ်နီလန်ပေါင်းစုံနဲ့ကျန်တဲ့နိုင်ငံတွေမှာနေထိုင်ပြီးတော့စူးစမ်းပြီးတော့ကိုနေကြတယ်လူနေကြတယ်ဒီနိုင်ငံကျွန်တော်ဩစတြေးလျရောက်လဲဩစတြေးလျမှာအဲ့လိုပဲပြည်သူတွေကသူတို့ရဲ့ survival skill တွေဒီသူတို့ရဲ့အခက်အခဲတွေရတယ်ပဲသူတို့သင်ကြားပေးတာတွေနဲ့ပဲသူတို့နီလန်ပေါင်းစုံရက်တည်ရှင်သန်နေကြတာပေါ့နော်ဆိုတော့အဲ့ဒါတွေကတော့ခုချိန်မှာကျွန်တော်မြင်နေရတဲ့အမြင်အသစ်ပေါ့နော်လူအဖွဲ့အစည်းအသစ်လို့ကျွန်တော်သုံးလုံးကျင်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့တွေကတကယ်လူအဖွဲ့အစည်းအသစ်တစ်ခုလို့ပဲကျွန်တော်တို့လူပညာတွေရောကျန်တဲ့အရေးတွေအကုန်လုံးအစအနေပြန်ပြီးတော့ကလေးမွေးလို့လေကလေးမွေးကိစ္စကလေးတစ်ကောင်လို့ပဲပြုစုရပြီးတော့နေထိုင်နေရတာဆိုတော့ဟိုကျွန်တော်တို့မှာဟိုဒီဟာပြီးဒီဟာကိတစ်ခုဖြစ်သွားရင်ဘာနိုင်ငံယူလဲကြည်ရထိုင်းနိုင်ငံယူလဲကြည်ရဒီဟာကိငါအခုနေထိုင်နေတာတစ်ခုဖြစ်သွားရင်ငါတို့ဘာဆက်လုပ်မှာလဲဆိုတော့ backup plan မရှိဘဲနဲ့ကျွန်တော်တို့အိမ်မပြောစားမှာအဲ့ဒါတွေကပဲဟိုလက်ရှိလှုပ်ဖြစ်တဲ့လုပ်တွေကိုစိတ်ကူးမိလာစေတာပေါ့နော်ဆိုတော့အဲ့ခဲတွေကပဲကျွန်တော်တို့တင်ကြားနေရလို့မြင်ပါတယ်ဟိုအခုဆိုရင်ဟိုဩစတြေးလျမှာလည်းကျင်းနေဆိုပြတယ်ပြီးတော့ဟိုကိုရီးယားလည်းသွားပြတယ်ဂျပန်လည်းသွားပြတယ်ပေါ့နော်အဲ့မှာအခုဘိုင်းတွေ့ခဲ့လဲပြီးတော့ဟိုဘယ်လိုအားတက်စေတဲ့အရာတွေရှိလားလူငယ်လူကြီးတွေဟိုလာအားပေးလူတွေဘယ်လိုမျိုးဟိုခံစားမှုရှိလဲအဲ့ဒါလည်းပြောပြပါဟုတ်ကျွန်တော်ခုနစကားကိုပဲယူပြီးတော့ဆက်ပြောအောင်နော်ဟုတ်ကျွန်တော်တို့လိုပဲကျွန်တော်ဒီတခြားနိုင်ငံတွေသွားပြတဲ့မော်စီဂျပန်ကိုရီးယားရောက်ဖြစ်တဲ့နေရာမှာတွေ့သမျှပြည်သူလူရဲသားပေါင်းစုံပေါ့နော်လူရဲသားပေါင်းစုံအလုပ်သမားလုပ်တဲ့လူတွေရှိတယ်ပညာသင်တဲ့လူတွေရှိတယ်အစဉ်ပြေတဲ့လူတွေရှိတယ်အစဉ်မပြေတဲ့လူတွေရှိတယ်အကုန်လုံးကျွန်တော်တွေ့ခဲ့တယ်တချို့ကလုံးဝဟိုမြန်မာစာအုပ်ကိုဘာမှဖြစ်ပဲနဲ့ဒေရှာကုတ်ချစ်ပြီးတော့မှဘယ်နိုင်ငံမှမသွားဘဲနဲ့အဲ့လိုပေးကပ်ပြီးတော့နေတဲ့လူတွေလည်းအများကြီးတွေ့ခဲ့တယ်ဆိုတော့အဲ့ဒါအားလုံးကဒီအာနာရှင်ရဲ့ကျွန်တော်နိုင်ငံဒီဆိုးွားတဲ့နိုင်ငံရေးအခြေအနေကြောင့်ဖြစ်လာတဲ့ကျွန်တော်ပြည်သူတွေရဲ့အခြေအနေတွေပေါ့နော်ဆိုတော့အဲ့လိုပဲပြည်တွင်းမှာလည်းဒီလိုဖြစ်နေတာပဲပြည်တွင်းမှာပြည်သူတွေကနီလန်ပေါင်းစုံနဲ့သူတို့ရက်တီရှင်တိုင်းကိုစူးစမ်းနေရတယ်မီးမရှိပဲနဲ့နေနိုင်အောင်စူးစမ်းနေရတယ်
ရေမရှိလေရေမရှိပဲနေနေအောင်ကြိုးစားနေတာဆိုတော့ကျွန်တော်တို့လည်းဒီဘက်မှာအဲ့လိုပဲဒီနိုင်ငံကကျွန်တော်ကိုယ်နိုင်ငံကတရားဥပဒေတစ်ခုပြောင်းသွားရင်ငါတို့ဘယ်လိုနေတိုင်းမှာလဲငါတို့ဘယ်လိုအဲ့ဒါတွေကိုတစ်ချိန်လုံးချင်းစင်တိုင်ပင်ပြီးတော့နေထိုင်နေရတာပေါ့နော်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်ဩစတြေးလျမှာတွေ့ခဲ့တယ်ဂျပန်မှာလည်းတွေ့ခဲ့တယ်ကိုရီးယားမှာတွေ့ခဲ့တယ်သူတို့တွေကဂျပန်ရဲ့ထားပါတော့ကိုရီးယားရဲ့ဩစတြေးလျရဲ့ဒီပြောင်းလဲနေတဲ့ဥပဒေပေါ်မှာသူတို့ဘယ်လိုရှင်းတန်ပြီးတော့သူတို့ဘယ်လိုအဆင်ပြေအောင်နေရမလဲသူပြီးရင်အဲ့အဆင်ပြေအောင်နေရမလဲ survival ဖြစ်နေတဲ့အခြေအနေမှာပဲကိုဒီဒေါ်လာရင်းတွေလည်းသူတို့ကကူးချင်တာဖြစ်တဲ့အတွက်နှစ်ခုလုံးကိုမျှတအောင်ဘယ်လိုလုပ်ကြရမလဲဆိုတာတွေးနေကြရတယ်နေ့တိုင်းတွေးနေတာသူတို့နေ့တိုင်းပြောနေတဲ့စကားတွေဒါတွေပဲကျွန်တော်ကြားခဲ့ရတာလေဆိုတော့ကျွန်တော်လည်းပြောရင်သူတို့ဒါတွေပဲပြောသလိုသူတို့အချင်းချင်းပြောရင်လည်းဒါတွေပဲပြောတယ်ဆိုတော့ကျွန်တော်တို့တွေရောက်လာရင်သူတို့ motivation ဖြစ်တယ်သူတို့စီကိုရောက်အောင်လာပေးတယ်ဆိုတော့စိတ်ပေါ့နော်စိတ် motivation ဖြစ်တာကိုမြင်ရတာပဲကျွန်တော်ဝမ်းနဲ့ဝမ်းသာဖြစ်တယ်ဆိုတော့အဲ့ဒါရအလုံးကကျွန်တော်နိုင်ငံနဲ့ကျွန်တော်ပြည်သူတွေရဲ့ဆိုးရတဲ့အခြေအနေနဲ့ရှင်းဆိုင်နေရတာကျွန်တော်နိုင်ငံကဘာမှကူညီထောက်ပံ့မဖြစ်သလိုသူတို့တွေအတွက်လည်းသူတို့ဟာသူတို့ပဲကူညီနေရတယ်ထောက်ပံ့ဖြစ်နေရတယ်သူတို့ပြည်တွင်းနဲ့မိသားစုသူတို့တို့ရှိနေတဲ့နေရာနဲ့အဲ့လိုမျိုးစူးစမ်းရုန်းကန်ပြီးတော့နေနေကြတယ်အဲ့ဒါကြီးမြင်ရတာကွာဒီဟာကိုတော်လိုင်းရေးကိုပြစ်မချခြင်းလောက်ကျွန်တော်လည်းပို့ပြီးတော့ဘာတွေဆက်လို့ငါအများကြီးလုပ်ဖို့လုပ်နေသေးတာပဲဆိုတော့အတွေ့အများကြီးဖြစ်လာစေတာပေါ့နော်ဆိုတော့ကျွန်တော်တို့နိုင်ငံပြောင်းနေကြတာပဲတကယ်တမ်းပြောရရင်နိုင်ငံထဲမှာမရှိဘဲနဲ့ထွက်ပြီးတော့မှတော်လိုင်းရေးတဲ့ပါဝင်နေကြပြည်သူအားလုံးကနိုင်ငံပြောင်းနေကြတာအဲ့ဒါအရိုးရှင်းဆုံးကောင်းစေပဲ